ဒီနေ့တပုတ်လောင်းတရားလေးပြောချင်ပါတယ်လူဘဝမှာအခက်အခဲအများဆုံးအရာကအခြားသူကိုမတိတာမဟုတ်ပါဘူးကိုယ်စိတ်ကိုမတိနိုင်တာပါနေ့စဉ်တိုင်းမျက်စိနဲ့မြင်တာတွေနားနဲ့ကြားတာတွေစိတ်ထဲဝင်လာတိုင်းပုထုဇဉ်တို့ကဒါကငါစိတ်လို့ထင်လိုက်ကြပါတယ်အမှန်တော့စိတ်ဆိုတာမိုးတိမ်လိုပါပဲလာတယ်ခဏနေတယ်ပြီးရင်ပြန်ပြောက်သွားပါတယ်ဒေါသတက်လာတဲ့အခါငါဒေါသကြီးသူပဲလို့ထင်ကြတယ်ဝမ်းနည်းလာတဲ့အခါငါအားနည်းသူပဲလို့ထင်ကြတယ်ဒါပေမဲ့ဒေါသဆိုတဲ့စိတ်လည်းအမြဲမနေပါဘူးဝမ်းနည်းမှုလည်းအမြဲမတည်ပါဘူးပြောင်းလဲနေတဲ့အရာကိုငါလို့ဖမ်းထားလိုက်တဲ့အခါစင်းရဲခြင်းပိုများလာပါတယ်ဗုဒ္ဓဘုရားရှင်ကဒီလိုမိန့်ကြားခဲ့ပါတယ်စိတ်ကိုတည်နိုင်ရင်ပညာပေါ်လာမယ်လို့ပါစိတ်ကိုတည်တယ်ဆိုတာမဖိနှိပ်ဖို့မဟုတ်ပါဘူးမထိန်ချုပ်ဖို့လည်းမဟုတ်ပါဘူးအခုဒေါသဖြစ်နေတယ်အခုလောဘဖြစ်နေတယ်အခုစိတ်ငြိမ်နေတယ်ဒီလိုတတိနဲ့တည်နိုင်ုံလုံလောက်ပါပဲကောက်ရောမီဟာတာရှည်မခန့်ပါဘူးအခြားလောင်စာမရှိရင်သူ့အလိုလိုငြိမ်သွားတယ်လို့ပါပဲစိတ်ကိုတတိနဲ့ကြည်လိုက်တဲ့အခါစိတ်ဟာအလိုလိုပျော့သွားတယ်အလိုလိုငြိမ်သွားတယ်ဒါကြောင့်တန်တရားမှာကျင်လည်နေကြသူများအနေနဲ့နေ့စဉ်ဘဝထဲမှာအချိန်တိုလေးပဲဖြစ်ဖြစ်ကိုယ်စိတ်ကိုပြင်ကြည့်တဲ့အလေးကျင့်လေးလုပ်ကြပါလို့တိုက်တွန်းခြင်းပါတယ်ဒီအလေးကျင့်ကငြိမ်းချမ်းမှုကိုပေးမယ်ပညာကိုပေးမယ်အဆုံးမှာလွတ်မြောက်မှုစီကိုပါတခီးဖြည့်ခေါ်သွားပေးပါလိမ့်မယ်အားလုံးစိတ်အေးချမ်းကြပါစေတတိပညာတိုးပွားကြပါစေတာဓုတာ